Okay ဒီနေ့မှာတော့ကျွန်တော်တို့မနေ့ကနောက်ဝအဲတက်ပြီးတော့ပြန်စားရတယ်ပေါ့နော်အဲကြောင့်မလို့ဒီနေ့မှာကျွန်တော်ဒီနေရာနေစဆော့ပါဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ episode 2ပဲဖြစ်ပါတယ်ဗျ Okay ကျွန်တော်တို့ဒီပေါ်တက်ပြီးတော့ကျွန်တော်တို့မနေ့ကတော့အပြားသွားယူရမယ်Okay ဒီမှာဒီခေါက်နေမယ်ပြီးတော့ဒီပြားယူမယ်ပြီးတော့အောက်ဆင်းမယ်ဟုတ်တယ်မလားပြီးတော့ကျွန်တော်တို့ဒီပြားကိုတမျိုးခင်း what the fuck ညပြုတ်ကြောက်ရေ what oh ဒီဝိုင်းညပြုတ်ကြောက်ရေ what ညနောက်နှစ်ပြားတော့ရှိပါတယ် AC ကိုနောက်နှစ်ပြားဆိုတော့ရတော့ပါသေးရေပေါ့နော်နောက်နှစ်ပြားနဲ့ပေါ့နော်တက်နိုင်တယ်ပြုတ်ကြပါတော့လေပြုတ်ကြသွားတယ်မတက်နိုင်ဘူးလေဒီခုတော့ပြုတ်မကြတော့နဲ့နော် wait what ညပြုတ်ကြသွားတယ်ညီဟာနှစ်ခုရှိနေအောင်ဒါနောက်ဆုံးတစ်ခုလေးအောင်ဒီတစ်ခုမှပြုတ်ကြသွားလို့ကတော့ငါစနေပြန်ဆော့ရအောင်bro ကျွန်တော်စနေပြန်ဆော့ရင်တော့ bro ညောဆောနာရှိအောင်လေကနောက်နေ့တိုးပြီးခင်းရတော့မှတင်နဲ့ရော့ကြပါသေးဖျားရတဲ့ကရပြီဗျာတော့ဖျားဒီကတက်ဟာဆူတောင်းရလို့လားမသိဘူးဗျဒီကလည်းဖျားဒီကတက်ဟာမိဘဆေးဟာအော်ရပါရင်မင်းအဲ့လိုပဲရတယ်များဒါဆိုရင်ကျွန်တော်တို့ဘာလို့မလဲဒီကအတူပွင့်သွားလားအော်တိုပွင့်သွားတာဆိုတော့ရှေ့ကစိတ်ယုံနေကျွန်တော်ပြင်းရမှာဗျရှေ့မှာရှိရစိတ်ယုံကြီးနဲ့ပြင်းရမှာလာခဲ့လေဒီကလက်မောင်းကြီးကလှုပ်လို့လားဆိုတော့ဒီလက်မောင်းနဲ့ယူပြစ်တယ်နော်ဒီဘက်လက်ကိုပြော့တော့လဲရုပ်အဲ့လက်တစ်ဖက်ကိုထပ်ပြေးမှာပါလက်တွေအဓိကဆိုလက်တွေမရှိရင်ဒီကောင်တိုက်ခိုက်လို့ရမှာမဟုတ်တော့အဲ့ဒါကြောင့်လက်တွေကိုပြေးရဟုတ်တယ်မလားကျော်အားရမင်းတတိကနဲ့ကိုမြည်ရတယ်နော်ဘလောက်နာကြီးလေဆိုတော့ဆောရောညနေတော့ဒီစေးကိုဒီပြင်းနေခင်ဗျားလည်းခက်ပါလားဟုတ်တယ်မလားဒါဆိုရင်တော့ကျွန်တော်တို့ကထောင်ပြင်းတော့ထွက်လို့ရပြီဗျဘာလို့ဆိုတော့စေးရုပ်ကြီးလည်းပြင်းပြီးသွားပြီဒီကနေထွက်လိုက်ရင်ထောင်ပြင်းကိုရောက်ပြီဟုတ်တယ်မလားဒါလေးဒီမှာရှိမှာကားရှိတယ်ကျွန်တော်တို့ဒီကားနဲ့ကိုမယ် let's go ကျုံအနေကကောcontrol လို့ရတာမဟုတ်ပါအေးသွားပြီကော what the fuck လေဖက်နေကားပြန်တက်လို့မရတော့လားအေးတက်လို့မရဘူးလားဝိတ်တက်လို့မရဘူးလားဝိတ်ကားတက်လို့မရဘူးလားဟာငါချီရင်သွားမှာငါချီရင်သွားမယ်ဆိုဝေးပြီ bro ချီရင်သွားမယ်ဆိုဝေးပြီ bro အေးအဲ့လိုလုံးနေဒီကားကြီးဟာရောတော်ပြီကွာကားတကယ်စီးလို့မရဘူးလေဒါဆိုရင်တော့ချီရင်ပဲတော့ရတော့မယ်ချီနေပြီချီရင်ဆိုလဲချီရင်ပေါ့ကွာဒါအောင်ပဲခံနေအနေနဲ့ကျွန်တော်တတိတနက်ဒီကိုမိုးပြည့်ပြီးတော့ထောက်တာတိုင်းပဲဘာမှမတည်အောင်တော်မယ်ဒီမှာဒါမဲ့အောင်ပဲခံလို့မရဘူးထောင်ထောက်တာဆိုတော့လူတီးလို့မရဘူးလေဟုတ်တယ်မလားအဲ့အတွက်ကြောင့်အောင်ပဲခံရင်တော့ချိန်ပြီပါလေဟုတ်တယ်တော်ကြီးရဲ့အဲ့လိုမျိုးမပေါက်မိရှူမိပဲလို့မျိုးဖြစ်တော်လေးပြောလာဒါဆိုရင်ကျွန်တော်တို့ရှေ့ကိုသွားရမယ်ရှေ့မှာကျွန်တော်ဘာရှိတယ်မသိဘူးဗျရှေ့မှာတော့ကျွန်တော်နည်းနည်းလေးထက်ပြီးတော့ကျူးရအောင်မယ်ထင်တယ်ဗျပေါ်တွေပါတက်ရမယ်ထင်တယ်ပဲရှေ့အောင်မတီးအောင်ကျွန်တော်တို့ကြည့်တာဒီမှာတော့မြားပြထားတယ်ဒါဆိုရင်တော့ကျွန်တော်သွားတာမှန်းတော့မလားပဲဒီထဲဝင်ရမှာဒါယောဂပေါ့မရှိဘူးအေးတော့တက်လို့မရဘူးလားဝိုက်ညောအထဲထဲဝင်ရမှာအထဲထဲဝင်လို့ဆိုငါဘယ်လိုဝင်ရမှာပြဿနာပဲဒီမှာပြဿနာအမှစတာဒီကနေဝင်ရမှာဆိုတော့ကားနေမြင်တိုက်ပြီးဝင်ရမှာမဟုတ်ပါည bro လုံးဒီတနေ့နေပြေးနေဖြစ်ရမရဘူးတနေ့နေပြေးတာဘာမှမဖြစ်ဘူးဝါနဲ့ခေါ်လေဘာမှမဖြစ်ဘူးအဲ့တော့ဒါဒီနေ့ကမောလို့သေးဘူးချာနီရှာအောင်မှာညောငါကားတော့ပြန်စီးရမှာတော့မောလို့ကားလေစီးလို့မရတော့ဟုတ်တယ်မညောအဲ့ဒီမှာလက်မရတော့ပြဒီမှာလက်မရင်မလက်ညိုးတွေနဲ့ပြတာအကောင်ကြီးဘယ်ဘက်မှလည်းမကြည့်ဘူးအကောင်ကြီးဘယ်ဘက်မှမကြည့်တစ်ချက်တော့ကြည့်အောင်ဒီမှာလက်ညိုးတွေအများကြီးပဲဝိတ်ဒါဆိုရင်ဒီကဝင်ပေါက်ရှိမှာအိုးဒီမှာဝင်ပေါက်က bro ငါတော်ဆိုးနေရပဲနော်ဝင်ပေါက်ကိုမမြင်မဲနောက်ကနေတွားပြီးဝင်နေကွာတောက်ပြဿနာပဲအော်ဒီမှာကျွန်တော်ခလုတ်ရှိရယ်အော်ဒီမှာကျွန်တော်တို့ဗာလဲဒါအမိုက်ဘုံကဗာလဲမသိဘူးကွာပြန်လုံးငါဒီခန်းထဲမှာ10ဘက်တော့ပန်ဒီမှာကျွန်တော်တို့ဒီကောက်ဖွင့်ရမှာဒါဆိုရင်ကျွန်တော်ကဒီဘုံနဲ့နင်းကဒီမှာလည်းဘုံနေအများကြီးရှိတယ်ဒီဘုံနဲ့ဒီရှေ့ကိုချပြီးတော့လမ်းခေါ်ရမှာရှင်ဟိုဘက်ထဲကိုဒီတဘုံနဲ့ရလာမှမသိဘူးစမ်းကြည့်တယ်ဗျာအယောင်တနက်ဒီထုတ်ပြီးနေ what the fuck တိုင်းတော့ပြီးအောင်မဟုတ်ဘူးကွာဒီလိုတက် okay ဒါဆိုရင်ကျွန်တော်အပေါ်တက်လို့ရပြီ
ကျွန်တော်အပေါ်မှာတကူရှိမယ်ထင်တယ်ဗျဒါပေမဲ့ပေါ်ပြောင်းမှပဲတီးရမှာပဲဆိုတော့ပေါ်တက်မယ်ကွာအမြင်လေး let's go let's go let's go ရော့အမရော့ okay okay ဒါဆိုရင်ပြီးရင်ကျွန်တော်ပေါ်ရောက်ပြီးထင်နေဗျ let's go ပေါ်မှာအိုးဒီမှာရွှေရောင်များရွေးရောင်ဒါဆိုရင်တော့ရောင်အလုံးဝတထေးပြပြီပဲကွာငါထုံမြင်ရောက်တော့ရောအလုံးဝဘီလီယံတော့အီလိုမတ်တောင်ငါတော့မဘီလီယံတော့တော့ကွာမင်းတော့ကိုးရီအများကြီးဆိုရင်ကွာမင်းကလုံးဝခွန်ချမ်းလာနေရောတယ်မလားโอเคကျွန်တော်တို့ပတ်ဆက်လေးရှာလိုက်တယ်ကွာပြီးတော့ဟယ်လီကော်ပတာတစ်စီးက bro ပဲကြည့်ရရောဗျာဒီမှာလုံးဝကျွန်တော်ကခွန်ချမ်းလာရဲ့ခြေဖြစ်ပြီကွာမင်းနင်းကဒါနဲ့ဒီဟယ်လီကော်ပတာနည်းပြီးတော့ထူးဆန်းနေပါရဟိုလည်းပါဘူးလက်ကင်လည်းပါဘူးစီရလည်းအမောစီရလည်းပါဘူးရောပရိလည်းပါဘူးဘာမှပါဘူးတော်တော်အော်တိုကြီးပြင်အောင်နင်းတော့ထူးဆန်းနေโอเคကျွန်တော်တို့ဒါဆိုရင်တော့ကျွန်တော်ထော့ပြင်ကိုရောက်လာပြီပေါ့နော်နောက်ဒီမှာကျွန်တော်တို့ထောင်မူကြီးလားမသိဘယ်ရီဆိုထောင်မူကြီးနေတာပဲဟုတ်ဟိုဒီပိုင်ခိုင်းတာမပိုင်မြန်တော်ပြီဘောတော့မပိုင်နိုင်ဘူးဒီမှာဘယ်ရီဆောနာနာမည်ပါပါရဒီခုနာမည်မရှိတော့ဟိုဆောနာနာမည်ပါရငါသွားနေရတာနာမည်ပြောက်နင်းကဒီတရားငါမတီးဘူးကွာအဲ့ဒီကတော့ငါတီးရကွာတရားငါတို့ပီဇာဆိုင်စပူမူတည်ရကွာအကောင်ငါတီးရကွာအကောင်ဂိမ်းကိုကျွန်တော်ဟိုတေးရမှာဆော့ပြမယ်ဗျာအကောင်ဂိမ်းဟိုကအကောင်ဂိမ်းကဆောင်းကြောက်ဖို့ကောင်းတယ်ကွာဒီကောင်စပူမူတေးရဒါမျိုးဂိမ်းရောလည်းခက်စင်စင်ပဲโอเคကျွန်တော်တို့ဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတန်ကိုထူးကျေးဇူးတင်ပါတယ်နောက်နေ့မှာပဲပြန်တွေ့ကြပါဘိုင်